စာပလင်းနှင်းမောင်နဲ့စတုမဟာတွေလူတက်မှုဖတ်ပြပါမယ်ဒီနေ့တနိုင်စာပလင်းနှင်းမောင်နဲ့ကျွန်ုပ်သည်အင်းစိန် CID ရုံးအတွင်း၌အလုံးနှင့်ပတ်သက်သောအခြားဗဟုသုတဖြစ်ဖွယ်စကားများကိုပြောဆိုလျက်ရှိကြ၏ကျွန်တော်၏မိတ်ဆွေကြီးစာပလင်းနှင်းမောင်မှာအစိုးရဌာနတိုင်းနှမ်းဆက်သူဖြစ်သည့်အားလျော်စွာသူပြောသမျှသောအကြောင်းအရာသည်မှတ်သားပွဲနည်းဥပဲကောင်းသည်ကြီးဖြစ်ယခုလည်းကိုနှင်းမောင်သည်အင်္ဂလိပ်ဝေါ်ဟာရများကိုအရင်းမြစ်များအကြောင်းနှင့်ဒေသလိုက်သူတို့၏ရှာနေထားကွဲပြားမှုအကြောင်း Professor ကြီးတူလာနိုင်နေပြောဆိုလျက်ရှိအင်္ဂလိပ်ဘာသာ၌အလွန်အရေးကြီးသော pronunciation ခေါ်အတန်ထွက် accentuation ခေါ်တန်နေတန်ထားနှင့် phonetic ခေါ်ရှာနေထားစနစ်အကြောင်းရှင်းပြနေသည်ဖြစ်ရာခလန်းလန်းတွင်ထိုင်လျက်ရှိသောအလွန်စိတ်ကြီးဝင်သည့်ကောလိကျောင်းထွက်ရာဇဝတ်ဝန်ထဦးမြစိန်ပင်လင်မနေနိုင်တော့ပဲကိုနှင်းမောင်လက်ချာများဝင်ရောက်နားထောင်လေတော့၏ရေကောင်းတုံဒိန်းတောင်ဖြတ်သည်ဆိုသည်အလားစာပလင်းနှင်းမောင်၏လက်ချာကိုနားထောင်ကောင်းလျက်ရှိစဉ်ကျွန်ုပ်ဟာစုံတော်မင်းကြီးမစ္စတာဂရီပင်ကခေါ်ယူသည်ဖြင့်ကျွန်ုပ်သည်မင်းကြီးအခန်းသို့ဝင်ခဲ့ရလေ၏မင်းကြီးအခန်း၌ကျွန်ုပ်နှင့်မင်းကြီးစကားပြောနေကြသည်တစ်ချက်၌ရာဇဝတ်ဝန်ထဦးမြစိန်၏ဇောရကတက်သည့်အတန်နှင့်စာပလင်းနှင်းမောင်ကကြံကိုကြံကများရွတ်ဆိုပြ၍ရှင်းလင်းသံများကိုကြားလျက်ရှိကျွန်ုပ်သည်သူတို့၏အတန်များကိုဂရုမစိုက်နိုင်ပဲမင်းကြီးညွှန်ကြားချက်များကိုလိုက်လံမှတ်သားနေရ၏မင်းကြီးသည်လှဲကူးကမှအကူအညီတောင်းသောလူသက်မှုပူနွေးနွေးအကြောင်းကိုပြောပြလျက်ကျွန်ုပ်ကအမှုပေါ်ပေါက်စေရန်တာဝန်ပေးလိုက်၏အမှုမှာလှဲကူးမြို့ပိုင်းကျူချောင်းကျေးရွာနှင့်4000ခန့်ကျေးရွာကြား၌ဖဲသမားဖုံးညွတ်ဆိုသူအသက်ခံရမှုဖြစ်၏ဒေဆုံးသူဖုံးညွတ်သည်ပြင်းထန်သောဒဏ်ရာများနှင့်လေခွင်း၌လဲနေစဉ်ကျော်တို့သမားများ၏ပြောပြချက်အရသူတို့နှင့်တွေ့ချိန်၌ဖုံးညွတ်မသေးသေးပဲနောက်ဆုံးစကားတစ်ခွန်းပြောသွားနိုင်သေးကြောင်းအတန်မှာတွန်းလုံးနေသည်ဖြစ်၍ကျန်လူများဖုံးညွတ်သေးကန်၌စကားတစ်ခွန်းပြောသွားသည်ကိုသာသိတော်လဲမြည်သည့်စကားဖြစ်သည်ဟုမကြားလိုက်ရကြောင်းတို့ရပင်ဖုံးညွတ်ပွေးဖွေထွေးပွေထားသောအေးမောင်ဆိုသူကမူဖုံးညွတ်၏ပါဇက်နှင့်သွေးနားပေါင်မှာအလွန်နီးလျက်ရှိရာကလုံးစေးပတ်စီကြားလိုက်ရသည်ဆို၏ဒီမောင်ကတကြီးဝလှဲဥကကိုပြောပြရ၌ဖုံးညွတ်သည်အတန်ထွက်ခံနေ၌စတုမဟာရဲဟုတခွန်းနဲ့သာပြောသွားသည်ဟုဖြစ်၏လှဲဥကမှအမှုလိုက်ရာဇဝတ်အုပ်အနေနဲ့တေသူဖုံးညွတ်ပြောသောစတုမဟာရဲဆိုသည့်စကားမိသောမြဆက်၍အတိတ်ပဲမကောက်နိုင်ကြောင်းကိုလည်းကျွန်တော်တို့ CID တို့ရေးပို့သောအစီရင်ခံစာ၌ဖော်ပြထား၏ထို့ကြောင့်ကျွန်ုပ်သည်စာပလင်းနှင်းမောင်နှင့်အတူလေကူကံမှတစ်ဆက်အခင်းဖြစ်ပွားရာနေရာသို့တွားရောက်စုံစမ်းမိဖြစ်ကြောင်းမစ္စတာဂရီပင်ကပြောကြားပြီးနောက်ဆလန်ပေးကသူ၏အခန်းမှထွက်ခဲ့လေသည်ကျွန်ုပ်သည်ကားကိုပဲခူးဘက်သို့ဦးတည်မောင်းနှင်လျက်ရှိကျွန်ုပ်၏ဘေးတွင်စာပလင်းနှင်းမောင်ကထိုင်၍တစုံတရာလေးနက်စွာစဉ်းစားရင်းလိုက်ပါလာ၏အိုင်စီကိုနှင်းမောင်ဒီမှုခမည်းအနေနဲ့ဘယ်လိုသဘောရတယ်လဲကျွန်တော်ဖြင့်အမှုနဲ့ပတ်သက်ပြီးမစင်စားမိသေးပါဘူးဒါပေမဲ့ကျွန်တော်တို့ရောက်သွားပြီးနိုင်ပိုင်းအတွင်းမှာတရားခံပေါ်မဲ့အမှုပါ IP ဟုတ်ပါပြီကျုပ်စင်စားလို့မရကြတော့ဒီကနေ့မှတည်ဆုံးသူဖဲသမားဖိုးညွန့်ဟာစတုမဟာရဲဆိုတဲ့စကားကိုဘာကြောင့်ပြောသွားရတာလဲစတုမဟာရဲဆိုတာနတ်ပြည်ပဲဗျထားပါလေ IP ပြောသလိုပဲဖိုးညွန့်ကစတုမဟာရဲနတ်ပြည်ကိုရောက်ဖို့အကြောင်းရှိနိုင်ပါမလားမသေးခင်နိုင်ပိုင်းအတွင်းမှာပဲဖဲရိုက်ခဲ့တယ်ဆိုတာလောဘစိတ်တွေများခဲ့တယ်ပြီးတော့သူ့ကိုတတ်တဲ့လူပေါ်မှာလည်းဒေါသဖြစ်နေမှာပဲအဲ့တော့လောဘနဲ့ဒေါသမီးတွေကြောင့်သမာဓိဋ္ဌိဆိုတဲ့အမြင်မှန်ကိုမတွေ့တော့တဲ့အတွက်မောဟစိတ်တွေကလည်းလွှမ်းမိုးမိမှာပဲအဲ့ဒါလောဘဒေါသမောဟဆိုတဲ့တရား၃ပါးကအကုသလဟေတုလို့ခေါ်တဲ့အကုသိုလ်စိတ်တွေဖြစ်တယ်လို့ဟေတုပစ္စယောအစရှိတဲ့ပဋ္ဌာန်းဒေသနာမှာဟောထားတယ်မဟုတ်လားဗျတော်ပါပြီဗျာခမရမှုလိုက်တဲ့နေရာတစ်ခုထဲမှာတော်ရင်ဖြစ်ကျုပ်တလောက်အထင်ကြီးမှာမဟုတ်ဘူးခုတော့ခမရမခောက်မိမတီးမိတဲ့အကြောင်းအရာမရှိသလောက်ပဲကိုနှင်းမောင်ကျုပ်တို့နှစ်ယောက်ဒီရေကမောကနေစကားပြောလာခဲ့ရနောက်ဆုံးလှဲကူးကတ်သူရောက်လာခဲ့ကြ၏လှဲကူးကတ်တွင်အမှုလိုက်ရာဇဝတ်အုပ်မောင်ပါဆိုသူကဝင်ရောက်ခေါ်ခဲ့ပြီးနောက်အခင်းဖြစ်ပွားရာ4000ခန့်ကျေးရွာသူဆက်လက်မောင်းနှင်ခဲ့ကြလေ၏လှဲကူးကမှလိုက်ပါလာခဲ့သောရာဇဝတ်အုပ်မောင်ပါသည်စာပလင်းနှင်းမောင်မခိုးမခန့်အကြည့်မျိုးနဲ့ကြည့်လိုက်ပြီးနောက်ကျွန်တော်ကစကားပြောလေသည်ဆရာဒီမှုကအစကတော့နည်းနည်းရှိမလို့ကျွန်တော်လည်းထင်မိတာပဲဒါပေမဲ့အခုတော့တရားခံမိကိုတိတ်လွယ်နေပြီခင်ဗျ
ဘာကြောင့်လဲကူပါဒီလိုလေးဆရာရဲ့ဘုန်းကြီးတည်တဲ့ညမှာကြာနေကန်ရောမပွဲရှိတယ်ခင်ဗျအဲ့ဒီချက်ကိုတတိမမုံမိလို့ဒီလောက်မှုကရှုပ်ထွေးသွားတာပါပွဲရှိရနဲ့ဒီလူသက်မှုကိုဘလို့ပတ်သက်နေလို့လဲဗျရှင်းကြီးပဲဆရာရဲ့ကြာနေကန်ရောနဲ့ဘုန်းကြီးတည်တဲ့နေရာနဲ့တိတ်ပြီးဝေးတာမှမဟုတ်ပဲကျွန်တော်ကောက်ချက်ရတော့ပွဲထဲမှာနတ်သားအခန်းကပါဝင်ပြီးကရတဲ့လူတယောက်ကနတ်သားအဝတ်စားတွေမချွတ်အားပဲဘုန်းကြီးလမ်းကနေစောင့်ပြီးတက်လိမ့်မယ်ဘုန်းကြီးကဒါကြောင့်သူ့ကိုတတ်တဲ့လူကနတ်ဝတ်နတ်စားနဲ့လို့ပြောကြတာအဲ့ဒါကြောင့်စတုမဟာတဲ့လို့ပြောခဲ့တာပေါ့ကျွန်ုပ်ဒီစားပလင်းနှင်းမှာအကူညီတောင်းရတော့ဤလိုလဲကိုနဲ့မှာကိုပါပြောတော့ခင်ဗျာသဘောတူနိုင်ပါမလားဒီကနေ့ဆက်ဆက်လူတယောက်ကသူ့ကိုတကယ်ပဲပွဲတွေကနတ်ဝတ်နတ်စားနဲ့လူကလာတတ်တယ်ပဲထားပါတော့ပြောတဲ့အခါမှာပွဲတွေကလူဒါမှမဟုတ်လဲနတ်လူခတ်သွတ်ပဲပြောနိုင်မယ်ဒါဝရိန်သာမာယာအစရှိတဲ့နတ်ပြည်6ထက်ရှိတဲ့အထဲမှာစတုမဟာတဲ့ဆိုတဲ့နတ်ပြည်ကအခေါ်ရအခက်ဆုံးစကားမဟုတ်လားကိုနဲ့မောင်ကပြန်ပြောဤဤသို့စကားတပြောနဲ့လာခဲ့ကြရာနောက်ဆုံး၌အခင်းဖြစ်ပေါ်ရာ4000ခန့်ကြေးရွာအဆက်လဲကွင်းသို့ရောက်ရှိကြ၏ရွာလူကြီးဦးနေသည်ဘုံညုံတွေ့ခဲ့သည့်ကြော်ထိုးသမားများကိုခေါ်ပေးထိုထဲတွင်စတုမဟာတဲ့ဆိုသည်ဘုံညုံ၏နောက်ဆုံးစကားကိုကြားလိုက်ရသောအေးမောင်ဆိုသူလည်းပါ၏ကဲကိုအေးမောင်ဘုံညုံလဲနေတယ်လို့ခမလဲပြစမ်းစားပလင်းနဲ့မောင်အေးမောင်လဲပြခိုင်းလိုက်စုံတော့တက်ပညာ၌ဤသို့တရုတ်တူလောက်၍တဲလွန်စွာရှာဖွေသောနီယိုဒီမိုစထရေးရှင်းဟုခေါ်၏အေးမောင်သည်ကိုနေမောင်ပြောသည့်အတိုင်းမြေကြီးပေါ်လှဲ၍အိတ်လိုက်လေသည်ကိုနေမောင်သည်အေးမောင်ဝင်ရောက်ပွေ့ချီလိုက်ပြီးနောက်အေးမောင်၏နားသို့တစုံတစ်ခုကပ်၍ပြောလိုက်သည်အေးမောင်သည်တကယ်ဒဏ်ရာရသူကဲ့သို့လဲနေရမှပြန်ပြော၏အတန်မှမပီမတဘလုံးမထွေဖြစ်နေသဖြင့်မြည်သည့်အကြောင်းအရာဖြစ်သည်ကိုကျွန်တော်ရောရာဇဝဲဥပ္ပါမသိလိုက်ရပါကဲထားတော့စားပင်းနေမောင်ကအေးမောင်ကပြန်၍ထားခိုင်းပြီးနောက်တစုံတစ်ခုကိုထပ်၍မေးပြန်၏အေးမောင်ကပြန်၍ဖြေအိုင်ဘီတို့နှစ်ယောက်တနတ်ပါတယ်မဟုတ်လားပါပါတယ်ကိုနှစ်မောင်တရားခံပေါ်ပါပြီအိုင်ဘီဘူဒါနာကထမင်းဆိုင်မှာစံထူးဆိုတဲ့ကောင်ရှိတယ်ကျွန်တော်တို့သူ့ကိုတော့ဖမ်းရလိမ့်မယ်ကျွန်တော်ဒီစားပလင်းနှစ်မောင်ရဲ့အရေးသွေးကိုယုံကြည်လုံးရသွားတားရောက်ဖမ်းဆီးရတော့လဲဤမြလွယ်လွယ်ကူကူနဲ့တရားခံပေါ်လိမ့်မည်မထင်ခဲ့မိပါထမင်းဆိုင်မှာစံထူးသည်ကျွန်တော်တို့တော့ရောက်ဖမ်းဆီးစံနဲ့ခုခံကြိုးစားသေးတော့လဲတရားခံတို့၏သဘောတဘာဝကိုဒါမကတပ်ဖို့ချင်းအလုံး၌လည်းအထူးကျွမ်းကျင်လှသောကိုနှင်းမောင်၏လက်သီးလောဘဆောင်နှင့်ဒူးတော်များ၏တံမခံနိုင်သဖြင့်ငြိမ်သက်စွာအဖမ်းခံရတော့၏မလွတ်နိုင်သည့်အဖြစ်ကိုတည်သောစံထူးသည်ဘုန်းကြီးကသူနှင့်အပေါင်းပါ2ဦးကတတ်ခဲ့ကြောင်းကိုဖြောင့်ချက်ပေးလေတော့သည်တရားခံဖော်ခဲ့ပုံနဲ့တစ်စိမ့်လောက်ရှင်းပြစမ်းပါကျုပ်ဖြစ်ဒီမှုကညံကိုမမီတော့ဘူးဗျဒီလိုပါအိုင်ပြီးအင်္ဂလိပ်စာမှာ phonetic လို့ခေါ်တယ်အတန်ထွက်ပုံနည်းစနစ်ရှိတယ်လို့ကျွန်တော်တို့မြန်မာစကားမှာလည်းရှိတယ်ပဲဒီနေ့စနစ်ဟာတရားကျမ်းမှာမပါပေမဲ့စမ်းကျမ်းမှာတော့အတော်လေးပြည့်ပြည့်စုံစုံဖော်ပြထားပါတယ်အဲဒီတော့စတုမဟာတဲ့လို့အေးမောင်ကြားခဲ့တယ်ဆိုပေမဲ့ဘုန်းကြီးဒီလိုပြောခဲ့မှာမဟုတ်ဘူးလို့စဉ်းစားရတာပေါ့လေစာလုံးဆိုတဲ့အတန်ရှာမှာဖြစ်ပေါ်တယ်ကျမ်းထဲမှာတော့တလူစတန်းလို့ပြထားတယ်ဒီနေ့တိုင်းပဲတူဆိုတဲ့တိုင်းမှုအတန်လည်းကျမ်းမှာတော့တနာထန်းလို့ပြထားတယ်တိပယ်ကတော့သွားနဲ့နီးရအရက်မှာအတန်ဖြစ်ပေါ်တယ်လို့ဆိုတာပေါ့ဗျာပြီးတော့အတန်တူချေကိုလည်းအဲ့ဒီကျမ်းမှာပြထားသေးတယ်အဲ့ဒီနေနဲ့တွေးခေါ်ကြည့်တဲ့အခါမှာစတုမဟာရဲလို့ပြောကြတာမဟုတ်ပဲကြားသူနားထဲမှာစတုမဟာရဲလို့ကြားလိုက်တာပါဒါဆိုကျမ်းကိုဒီတိုင်းရှင်းပြနေတော့တိတ်မလွယ်လာဘူးအိုင်ပြီဒါကြောင့်ကျွန်တော်ကတခုစမ်းကြည့်ရလေဘလို့စမ်းကြည့်ရလဲကိုနဲ့မှာတေကန်ဒီလူများစကားကိုပြီးတော့မပြောနိုင်ဘူးမဟုတ်လားဒါကြောင့်အေးမောင်ကိုဖုံးညွန့်လဲသလိုလဲခိုင်းပြီးသူကြားတဲ့စတုမဟာရဲကိုပဲရှာကိုခောက်ပြီးတူတူလေးအပြောခိုင်းကြည့်တယ်အဲ့တော့ဘလို့ကြားလဲကြည့်ကြမဟုတ်တော့အနည်းဆက်ဆုံးကြားရတာတော့စံထူးပါတယ်လို့ကြားလိုက်ရတယ်ဒါကြောင့်အနီးနားမှာစံထူးဆိုတဲ့နာမည်ရှိမရှိမေးကြည့်တော့အေးမောင်ပဲရှိကြောင်းညွှန်ပြခဲ့တယ်မဟုတ်လားခြားချက်တွေကိုလည်းကျွန်တော်မှရှင်းပြစရာရှိပါတယ်ဒါပေမဲ့ IB အနေနဲ့သဘောပေါက်ဖို့ကတိတ်လွယ်လှမယ်မထင်ဘူးတော်ရဒီလောက်ရှင်းပြတော့ကျေးဇူးတင်ပါတယ်ရာဇဝတ်မှာပြောလိုက်တော့တာဖြစ်ဇက်သေးကလူတော့အချောင်းတရခန့်ဖြစ်အောင်တော့မလို့ပြောကဲကိုနှမောင်ကြီးဆရာဒီမှာမသိခဲ့ရတဲ့စုံတော့ပညာတွေတော့ခမည်းစီကအတော်လေးရခဲ့ပါပြီဗျာဒီတော့ကျုပ်ညံပူဇော်တဲ့အနေနဲ့ကျွေးတဲ့ညစာကိုတော့မိန်လေးစားလိုက်ပါဦးနော်တို့ညစာကျွန်တော်ရောစားပလင်းနှင်းမှာညစာကိုမိန်ရှက်စွာစားတော့ခဲ့ကြ၏ကျေးဇူးတင်ပါတယ်ဗျာ